အားလုံးပဲမင်္ဂလာပါဗျမင်းညကကျွန်တော်သုံးသက်ပေးခဲ့တဲ့ခြေစမ်းပွဲ6ပွဲစလုံးရဲ့9ပေါ်9အောက်ခံမှန်းချက်တွေဟာနီးစပ်ခဲ့ပါတယ်ဗျာဒီညမှာလည်းအချိန်မပြတ်စေပဲပေါက်ကြီးတွေတေချာစစ်စစ်ထားတဲ့ပွဲကောင်း10ပွဲကို9ပေါ်9အောက်အမြင်တွေနဲ့အတူဆက်ပြီးသုံးသက်ပေးသွားပါမယ်ပထမပွဲဖိလစ်ပိုင်နဲ့မြန်မာအင်ရှင်ဖိလစ်ပိုင်ကပေါက်ကြီး1.5 တနစ်နဲ့အလေးတာနေပါတယ်မြန်မာအသင်းကတော့အဝေးကွင်းမှာရုန်းကန်ရလေးရှိပြီးခန်းစစ်ပိုင်းလိုအပ်ချက်ရှိနေပါတယ်အင်ရှင်တို့ပွဲကိုထိန်းကစားရင်တူးစီလောက်နဲ့နိုင်သွားမဲ့9အောက်ပွဲလို့မြင်ပါတယ်ဒုတိယပွဲတရုတ်နဲ့ထိုင်းအာဆီယံအသင်းထိုင်းကိုတရုတ်က1.9 8ပေါက်ကြီးနဲ့အသာရနေပါတယ်ဒါပေမဲ့ထိုင်းရဲ့တံပြန်တိုက်ကလည်းမဆိုးတာမို့နှစ်သင်းစလုံးဂိုးမိနိုင်ပြီး2-1ရလက်နဲ့တရုတ်တို့ကတ်နိုင်မဲ့9ပေါ်ပွဲစဉ်ဖြစ်ပါတယ်ဗျတတိယပွဲကမ္ဘောဒီးယားနဲ့ဟောင်ကောင်ပေါက်ကြီးမှာဟောင်ကောင်က2.35နဲ့အနည်းငယ်အလေးတာနေပါတယ်ကမ္ဘောဒီးယားကအိမ်ကွင်းမှာဖွင့်ကစားတက်လို့ပွဲကအပြန်အလှန်ရှိမှာပါဟောင်ကောင်ကပဲ2-1လောက်နဲ့နိုင်သွားမဲ့9ပေါ်ပွဲလို့သုံးသက်ချင်ပါတယ်စတုထပွဲအီသီယိုးပီးယားနဲ့မာလာဝီပေါက်ကြီး1.634နဲ့3.3ညတဆူတော့အကျိတ်နဲ့ရှိမှာပါအာဖရိကအသင်းချင်းခြေစမ်းပွဲတွေကဂိုးထွက်အရန်နဲ့တက်တာမှုအင်ရှင်အီသီယိုးပီးယားကပဲ1စီလောက်နဲ့ကတ်နိုင်ပြီးဂိုးအောက်ဖြစ်သွားဖို့များပါတယ်ဒီစမပွဲအင်ဒိုနီးရှားနဲ့မိုဇမ်ဘစ်အင်ဒိုနီးရှားကပေါက်ကြီး1.35နဲ့အပြတ်သက်အလေးတာနေပါတယ်အင်ဒိုတို့ရဲ့အိမ်ကွင်းတိုက်ကအားကောင်းပြီးဂိုးသွင်းမြင့်တင်မဲ့ပွဲမှု3-1လောက်နဲ့အပြတ်နိုင်ပြီးတေချာပေါက်9ပေါ်မဲ့ပွဲပါဗျာစက်ထမပွဲကာဂျစ်စတန်နဲ့ပါလက်စတိုင်းပေါက်ကြီး3.225နဲ့2.54ကိုဖြစ်လို့ချီတူနီးပါးကစားရခတ်မဲ့ပွဲပါနှစ်သင်းစလုံးခန်းစစ်ကိုပဲအဓိကအသားပေးနိုင်တာမို့1-1ရလက်နဲ့အကိုအောက်ဘက်ကိုပဲရွေးချယ်ခြင်းပါတယ်တတမပွဲအာမေးနီးယားနဲ့မော်ဒိုဗာဥရောပအသင်းချင်းပွဲမှာအာမေးနီးယားက1.68နဲ့အိမ်ကွင်းမှာအလေးတာနေပါတယ်ခန်းစစ်မှာကြောတဲ့မော်ဒိုဗာကိုအာမေးနီးယားကကစားကွက်အသာနဲ့2စီးလောက်နဲ့ပွဲသိမ်းသွားမဲ့ကိုအောက်ပွဲစဉ်ဖြစ်ပါတယ်အထက်မှာပွဲတာဂျစ်ကစ္စတန်နဲ့အိန္ဒိယအင်ရှင်တာဂျစ်ကစ္စတန်က1.886နဲ့အလေးတာနေပါတယ်အိန္ဒိယခန်းစစ်ပိုင်းကအဝေးကွင်းမှာအမှားများတက်လို့အင်ရှင်တို့တိုက်စစ်ဖွင့်ကစားရင်း2-1ရလက်နဲ့9ပေါ်ဘက်ကိုဦးတည်သွားပါလိမ့်မယ်ဗျာကဲမိတ်ဆွေတို့အနေနဲ့ကောဒီညပွဲတွေကဘယ်ပွဲကိုအပိုင်ဆုံးလို့ထင်လဲခါမှမှာရေးပေးခဲ့အောင်နော်ဗီဒီယိုကိုသဘောကျရင် like နဲ့ subscribe လုပ်ထားပေးပါဦးဗျအားလုံးပဲကံကောင်းကြပါစေ